မင်္ဂလာပါဆရာချစ်မင်္ဂလာပါဟုတ်ဆရာချစ်ရဲ့စာပေဖြတ်သန်းမှုလေးတွေကိုအနည်းငယ်မေးချင်တယ်ပေါ့နော်ဆရာအဲ့တော့ဆရာချင်းချင်းကျော်ကစာပေလောကတွေကိုဘယ်နှစ်ခုနှစ်လောက်ကများစပြီးတော့ဝင်ရောက်လာပါလဲဆရာစာပေလောကတွေဝင်ရောက်လာတော့ဆိုရင်1990 91လောက်မှာစဟုတ်ကဲ့ဝင်လာတယ်ပေါ့နော်ဟုတ်ကဲ့အဲ့မှာဆိုလို့တော့တော့ကြံနေမဂ္ဂဇင်းတို့ဟုတ်ကဲ့တော့ကြံနေဂျာနယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဂျာနယ်တို့နောက်တော့လောက်သားတဲ့စာကျင်းမို့ဟုတ်မြန်မာကျင်းမို့ဘုဒ္ဓတော်ဟုတ်အဲ့ဒီမှာဒီမှာဆောင်းကားတွေကိုဝိသုဒ္ဓလေးရေးခဲ့တယ်ဟုတ်ကဲ့အဲ့ဒီတော့လည်းစပြီးတော့ဝင်လာတယ်တကယ်ထဲထဲဝင်ရောက်လာတော့1980ခုနှစ်လောက်မှာစပြီးတော့စာပေလောကလည်းလုံးဝရောက်တယ်လို့ဆိုအောင်ပါဟုတ်ကဲ့အဲ့တော့ဆရာချစ်ရဲ့စာအုပ်တွေလည်းတော်တော်များများကျွန်တော်တို့ဖတ်ဖူးတယ်ပေါ့နော်အဲ့တော့ဆရာချစ်ရဲ့လုံးချင်းဝိထုတွေအနေနဲ့ပေါ့နော်လုံးချင်းစာအုပ်တွေအနေနဲ့ဘယ်နှအုပ်လောက်များထွက်ခဲ့သေးလဲဆရာလုံးချင်းဝိထုတွေပြောရမယ်ဆိုတော့ကလောင်နာမဲ9မျိုးနဲ့ရေးခဲ့တာပါဟုတ်တော့ချင်းညောင်းကျော်ဟဲအောင်ကျော်ဇင်မောဦးမောင်ရွှေခေကလောင်9မျိုးနဲ့ဟုတ်လာတော့ရေးကြတာပေါ့နော်ဟုတ်ကဲ့လို့ဟဲအောင်ကျော်ဆိုရင်တော့သုံးလုံးဝတ္ထုတွေကျွန်တော်များများလေးရေးခဲ့တယ်ချင်းရကြောင့်လည်းကျတော့အခြေဝတ္ထုပိုင်ပေါ်ဘဝပဲဘဝအတိဝတ္ထုတွေရေးခဲ့တော့ဟုတ်ကဲ့အဲ့ဒါလေးဇင်မာဦးလေးကတော့နိုင်ငံရေးနောက်ခံတမိုင်းကြောင်းလေးရေးခဲ့တာများပါတယ်ဟုတ်ကလောင်9မျိုးပေါင်းစုစုပေါင်းစာအုပ်အကြီးပဲဘယ်နှအုပ်လောက်ဖြစ်နိုင်လဲ50လောက်တော့ရှိသွားပြီပေါ့နော်အခုအားလုံးအမှတ်တရဆိုရင်နော်ဟုတ်ကဲ့အဲ့တော့ဆရာရေးခဲ့တဲ့စာအုပ်တွေထဲမှာပေါ့နော်ဆရာရဲ့ကလောင်တွေထဲမှာဘယ်ကလောင်ဆရာပို့ပြီးတော့အကြိုက်ဆုံးရတယ်အကြိုက်ဆုံးတော့ခဲအောင်ကျော်နဲ့ချင်းချောင်းကျော်တော့ညဝတ္ထုရေးရတော့ပို့ပြီးတော့ကြိုက်တယ်ဟုတ်ခုရောလက်ရှိဆရာဘယ်လိုစာတွေရေးနေပါသေးလဲအခုလက်ရှိဘာစာတွေရေးနေသေးလဲဟိုလက်ရှိကတော့ကျမ်းမာရေးမကောင်းသိမရေးနိုင်ဘူးဟိုတော့ဖျားပလိုက်တယ်ဟုတ်ကဲ့အဲ့မှာဟုတ်ဖျားတော့အဲ့ရတယ်မလေးနေတာလင်း9ရက်လောက်ကြာတယ်ပေါ့နော်အဲ့လိုလေးခဲ့အခုကလေ IDK လဲရောက်နေတော့ကလေးတွေကဖုန်းတွေကိုသုံးတာများတယ်ပေါ့နော်အဲ့တော့ဒီလူကြီးလူငယ်တွေဟိုစာပေဖတ်အောင်ဆိုရင်ဘယ်လိုနည်းဗျူဟာနဲ့ပြန်ပြီးတော့ဆွဲခေါ်ရင်ကောင်းမလဲဒီဖုန်းလေTikTok တို့နော်စာတိပြအမျိုးမျိုးကလေးတွေစိတ်ဝင်စားနေတော့လူကြီးတွေတော့မှပဲတော်တော်တန်တာအဲ့ဘက်ကိုရောက်သွားတယ်ဟုတ်ကဲ့အဲ့တော့စာအုပ်များများဖတ်မှစာပေတင်မှာနိုင်ငံလည်းတင်တယ်ဟုတ်ကဲ့အောင်မြန်မာအဲ့တော့စာများများပြန်ဖတ်ဖို့လိုအပ်တယ်လို့ထင်တယ်ဟုတ်ကဲ့ဘလို့ရေးတဲ့လူတွေကလည်းဒီသောင်းမဝတ္ထုကြပြစသည်ပေါ်ရေးတဲ့လူတွေလည်းဒီဘက်ကိုတိုင်းအောင်စာပေလှုပ်ရှားမှုတွေကျွန်တော်လုပ်ပေးဖို့ကောင်းတယ်လို့မြင်ပါတယ်အဲ့ဒါမှလည်းစာပေအကျိုးကပြန်ပြီးတော့အောင်မြင်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲ့တော့ဆရာစာအုပ်ကိုဖတ်နေတဲ့နော်ပိဋကတ်တွေရောအခုကျွန်တော်တို့
ရိုက်ခွေးဟိုကြည့်ရှုမဲ့ပိတ်သက်တွေဟိုဆရာအနေနဲ့နောက်ဆုံးဒီကုန်းချုပ်အနေနဲ့ဘာများဖြစ်ဆွဲပြောချင်သေးလဲ အချက်ပေးခြင်းလဲဆိုရတော့ဒီနေ့မျိုးဆက်တဲ့စာရေးဆရာတွေစာရေးပေကိုတကယ်ရေးခြင်းနဲ့အားကျုံးမှလည်းနဲ့ဖြစ်အောင်လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေကြိုးစားပြီးတော့လုပ်တမျှတမိုးရှိလာမှာပါလို့ယုံကြည်တယ်သူတို့တွေနောက်ပြီးတော့ချက်ကဒီမျိုးဆက်တဲ့စာရေးဆရာတွေလည်းစာကိုများများတွေးမှများများရေးပေးပါများများလူတို့တွေကိုချပေးဖို့သိခြင်းနဲ့အဲ့ဒါမှဒါအမဥပမာပြောရရင်တော့ဓာတ်ကိုကြောင်လဲထုတ်ထားရင်အဲ့ဒီဓာတ် မထက်ဘူးပေါ့ တုံးသွားမှာပဲအမြဲတမ်းခုတ်ထစ်လို့လုပ်နေဒီဓာတ်ထက်မြက်တဲ့ဓာတ်တစ်ချက်တက်လက်ဖြစ်လာမယ်လို့ယုံကြည်ပါတယ် ဟုတ်အခုတော့ဖြေချပေးတဲ့ဆရာချင်းနဲ့ကျော်ဆရာကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်